ဒီနေ့20ရက်17လ2025ကြာပရိနေ့ပေါ့နော်ဒီမှာမီတာစု library အတွက်ပေါ့နော်သမီးတွေသားတွေဖတ်ဖို့အတွက်ပန်းတစ်စင်ကနေဝယ်ထားတဲ့စာအုပ်တွေဖြစ်ပါတယ်အားလုံးစုစုပေါင်း86ပေါ့နော်စစ်သိန်းနီးပါးလောက်ဖြစ်ပါတယ်ဒီမှာကတော့စီမံခန့်ခွဲမှုနဲ့ခေါင်းဆောင်မှုပညာတဲ့အဲ့ဒါလည်းအတိစစ်ပါပဲပြီးတော့ဒီမှာကတော့ချမ်းသာစီဖို့ငင်းချမ်းရေးခြေလမ်းများဒီမှာညီညီန်ကတော့ marketing CEO ငင်းတချင်းဒီကတော့စွန်ရွေးရေးစစ်ပညာတဲ့ဒီမှာမီလီယနာမဖြစ်ချင်ဘူးလားတဲ့ဒီမှာကျတော့စိတ်အခြေတတ်ရရှိပါစေthe power of the lady ဒီမှာတော့ကလေးတွေအတွက်ပေါ့နော်ဒီတူနီတီတွေဒီမှာအချင်းတွေပြောင်းရင်ဘဝတွေလည်းပြောင်းမယ်ဒီမှာသမီးတွေအဖတ်ဖို့အတွက်ပါဒီမှာပါမုခကလထိုင်ဒီမှာအောင်မြင်ခြင်းလူငယ်ဘဝအောင်မြင်ခြင်းဒီမှာလေသမီးအလတ်အတွက်ပေါ့နော်အဓိကဥစားပေးသူကတော့စာအုပ်မြတ်ဖတ်ပြီးတဲ့တက်ကြီးဥပါပျော်ရွှင်ခြင်းကဘာတပတ်ချမ်းမှာမြင့်နေပါမြင့်ရည်လွယ်သောသူမြတ်ဖတ်ဖို့တဲ့ဒီကောင်ကတော့ဘုရားစုတော်မှာဖြစ်တည်မှုတတနာတဲ့ပြီးတော့ဒီဥစ္စာကြတော့အောင်မြင်ခြင်းလျှို့ဝှက်ချက်အောင်မြင်ခြင်းလျှို့ဝှက်ချက်ငါတင်ခဲကိုဘယ်သူနေရာရွှေ့ထားတယ်လဲတဲ့ဒီဥစ္စာကြတော့ boss ဒီကောင်ကအလုပ်နည်းနည်းလုပ်ဝင်ငွေများများရှာဖွေတဲ့ပြီးတော့ဒီကောင်ကတော့ဘဝရဲ့လက်ကွက်များတတိယတဲ့ခါမိတာပို့ပါချမ်းသာတဲ့လူတယောက်ဖြစ်ဖို့ဆိုရင်တဲ့အဲ့ဒါလည်းလုံးဝဖတ်ဖို့ကောင်းမယ်လောကရန်ကိုဒုထောက်ဖို့မလိုဘူးတဲ့အဲ့ဒါလည်းကောင်းတယ်ဒီမှာညီညီနိုင်ကမီလီယနာမတဲ့ပြီးတော့ညီညီနိုင် marketing 3.0 စိတ်မပူနဲ့တဲ့ဒီမှာငွေရှာနေအနှစ်သာရများစစ်ဆိုင်ရန်ခက်ခဲသူများနဲ့ပြီးတော့ဒီမှာစနစ်ကြဘဝဒီကောင်ကတော့ဘာလဲပြီးတော့နောင်တကင်းစွာစင်တန်ချင်းလူငယ်သွေးစကလုံးများဒီကောင်ကတော့ power ညီညီနိုင်ပဲအောင်မြင်ပျော်စင်စွာနေထိုင်ပါအလုတာဖြစ်အောင်လုပ်ပါလိမ့်စေဒီမှာမိဘမေတ္တာညံကောင်းအောင်လုပ်နေတဲ့ money mindset အဲ့ဒါလည်းကောင်းမယ်အဲ့တင်စနာဒီကောင်လည်း the happiness project ကဘာတက်ကြီးကိုကျူဆူလိုက်ပါပြီးတော့ဒီကောင်လည်းကောင်းမယ်ဒီဥစ္စာလည်းကိုပိုင်လုပ်ငန်းတည်ထောင်သူတွေအတွက်ကောင်းမယ်ဒီဥစ္စာလည်းငင်းချမ်းမှုကိုရှာဖွေခြင်းကောင်းမယ်အဲ့ဒါလည်းလုံးဝကောင်းပါမယ်အောင်မြင်မှုရင့်ကျက်တဲ့သူတယောက်ရာပြီးတော့အဲ့ဒါကတော့ main ကလေးတွေဖတ်ဖို့အားစေကောင်းလည်းဖတ်ဖို့ကောင်းမယ်ဒီကောင်းလည်းကောင်းမယ်လူငယ်နဲ့အနာကပျော်ရွှင်တော့ပြီးတော့ဒီဥစ္စာစီးမယ်ပြီးတော့ဒီကောင်းလည်းစီးမယ်ဒီဥစ္စာတွေလည်းစီးတယ်အဲ့ဒါညီညီနိုင်ပဲဒါလည်းညီညီနိုင်ပဲမောညီညီနိုင် hero ညီညီနိုင် marketing 4.0အဲ့ဒါတော့သမီးတွေအတွက်စာစီစာကုန်ရင်းနှီးစိတ်ကလေးငြိမ်းချမ်းပါစေဒီဥစ္စာလည်းဖတ်လို့ကောင်းမယ်ဒီကောင်လည်းညီညီနိုင်စာအုပ်တွေများတယ်ငါတို့လုံနိုင်တယ်ဒီကောင်လည်းကောင်းမယ်ဒီကောင်လည်းကောင်းမယ်ဒီဥစ္စာလည်းကောင်းမယ်ဒီကောင်လည်းကောင်းပါပဲစုခင်လန်းကိုရှောက်ခဲ့ရတဲ့ပန်းခင်လန်းEKI ငင်းချမ်းချင်းလူငယ်ဘဝ0အောင်မြင်ခြင်းနဲ့ဆွံ့လို့ရမယ်တဲ့ဒီကောင်းတွေမန်နေဂျာများငွေကြီးဘန်ဒါရေးပြီးတော့ okay ပြီးတော့ဒီမှာနေရမှာတဲ့
ဒီကောင်လဲကောင်းမယ်ဒီကောင်လဲလုံးဝကောင်းမယ်မင်းကလေးတွေတဲ့ဒီမှာအမိစကားအဲ့ဒီပုံစံလေးတွေရှိတယ်အခုစာအုပ်တွေကတော့ပန်းတစင်ကနေဖြစ်ပါတယ်ဝယ်ချင်းသူမြတ်တဲ့ပေါ့နော်အများကြီးရှိပါသေးတယ်ဖះเจ้าတဲ့ပဲဖြစ်ပေါ့နော်စာကြည့်တဲ့ပဲဖြစ်ပန်းတစင်မှာအပေးကြပါလို့တိုက်တွန်းပါတယ်အားလုံးကိုကြည့်တင်ပါတယ်